မော်ဘိုးချက်ကတလောက်အဖေကြီးက10ရက်ကိုဆေး10ရက်စာဆိုရင်3,300ကုန်တယ်လေဆေးဘူးလေအဲ့တော့ तू ကတလောက်9 သိန်းအဖေကြီးကိုထောက်ပါလေမော်ဘိုးချက်ကလေတလောက်9 သိန်းဆေးဘူးထောက်ပါမှာလေဆေးဘူးလေဒီဆေးဘူး330လဲ तू လူတာပဲလက်တင်လဲ तू က9 သိန်းဒီတောက်ဆေးအတွက်လေအဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်သားလေးလဲအောင်မြင်ပါစေတိတက်မကတိုးတဲ့အောင်မြင်ပါစေနော်ပေတများမောင်ဖိုးချစ်ကိုအားပေးကြပါလို့နော်စေတနာအမတန်ကောင်းတဲ့ကလေးပါဖိုးချစ်ကအဖေကြီးကတော့မရောက်ဖြစ်ဘူးကွာကျမ်းမာရေးကြောင့်ပေါ့နော်သူကတော့မောင်ဖိုးချစ်ကတလောက်အဖေကြီးက10ရက်ကိုဆေး10ရက်စာဆိုရင်3,300ကုန်တယ်လေဆေးဘူးလေအဲ့တော့ तू ကတလောက်9 သိန်းအဖေကြီးကိုထောက်ပါလေမော်ဘိုးချက်ကလေတလောက်9 သိန်းဆေးဘူးထောက်ပါမှာလေအဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်သားလေးလည်းအောင်မြင်ပါစေတိတက်မကတိုးတဲ့အောင်မြင်ပါစေနော်ပေတများမော်ဘိုးချက်ကိုအားပေးကြပါလို့နော်စေတနာအမတန်ကောင်းတဲ့ကလေးပါတရားတရားနဲ့ပြည့်စုံတဲ့ကလေးအလူအတရရောတဲ့ကလေးပါဗျာအဲကြောင့်မို့လဲသူ့လည်းမော်ဘိုးချက်နဲ့တကွစအဖွဲ့သားအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့သူဆိုရင်တော့တောက်လျှောက်တကယ်ကိုကြည့်ပြီးခဲ့တယ်နော်ဟုတ်တယ်ဆေးဘူးလဲဒီဆေးဘူး330လဲ तू လူတာပဲလက်တင်လဲ तू က9 သိန်းဒီတောက်ဆေးအတွက်လေဟိုမှာတော့ဆေးရုံမှာတော့ဒီပိုက်ထည့်ဖို့အတွက်က330ကုန်တယ်လေနှလုံးပိုက်2ချောင်းထည့်တာလေအဲ့ဒီတော့က330ကုန်တယ်အဲ့ဒီအတွက်လဲ तू ကထောက်ပံ့တယ်နောက်တစ်ခါလာစဉ်လဲဆေးဘူးတောက်ဆေးဘူးအတွက်9 သိန်းထောက်ပံ့ပါတယ်ကျေးဇူးတင်ပါတယ်သားအရင်တယောက်လိုပဲချစ်ရပါတယ်ဗျာဒါသူ့ရဲ့အဲ့လိုမျိုးထောက်ပံ့မှုကြောင့်ဘယ်လိုလေးအစီအစဉ်သွားပြေတာပေါ့ဖေးဦးကျမ်းမာရေးကောင်းနေတာအဲ့ဒါလေနှမို့ဆိုရင်လေဟိုဆေးရုံကတော့ဆဲလာပြီးပိုက်တော့ထည့်ပြီးပြီတလဒီ10ရက်ကိုဒီတောက်ဆေးနှလုံးနဲ့ပတ်သက်တဲ့ဆေးတွေတောက်ရတာ3,300ဆိုတာအဖေကြီးတို့အနေနဲ့ကရှာမှန်တဲ့စကားပြောရရင်အခုနေမှာအသက်88နှစ်မှာရှာဖို့အမှန်တန်ခဲရင်ပါတယ်အဲသူ့ရဲ့ထောက်ပံ့မှုလေးတွေနဲ့အဖေကြီးဆေးမှန်တောက်ရတယ်တော့ကျမ်းမာရေးလေးလည်းကောင်းနေတာပေါ့လေဟုတ်တယ်သူကအဖေကြီးတွေမဟုတ်ပါဘူးအဖေကြီးကတော့သူ့ကိုလည်းဟိုသားတယောက်လိုချစ်ထားတာလေသူကလည်းကိုယ်ဖေတယောက်လိုချစ်ပါတယ်အဖေကြီးတွေမဟုတ်ဘူးတက်ကြီးတဲ့လူရှင်တော်ကြီးတွေမှန်တယ်ဗျသူကထောက်ပံ့ပေးတယ်ထောက်ပံ့နေတယ်လက်ရှိလည်းသူကထောက်ပံ့နေတာပဲတော့မန်းလေးမှာသူရတဲ့ပတ်စံနေတက်ကြီးလူရှင်တော်ကြီးတွေတက်ကြီးတပည့်ပညာရှင်ကြီးတွေအတွက်ကျွန်တော်မသုံးပါဘူးကျွန်တော်လှူပါမယ်ဒီလိုလှူရတပည့်ပညာရှင်ကြီးတွေကိုတပည့်မြန်လို့တဲ့လူလေတပည့်ကိုမြန်လို့တဲ့လူတယောက်ကတပည့်ပညာရှင်ကြီးတွေကိုလေးစားတယ်ယူလဲယူသေးတယ်ချစ်လဲချစ်တယ်ဒါကြောင့်မို့လို့တို့တပည့်သည်တွေအတွက်တပည့်ပညာရှင်တွေအတွက်တော့အာကူလောက်တဲ့မင်းသားတက်လက်ပါ